ကျွန်တော်လူမျိုးကဘာဆိုဘောလုံးဝင်မရှိပဲနဲ့ကိုတက်တက်ဖလားလို့ရင်းနေတာဘောလုံးဝင်လည်းရသိမ်းပြီးလိုချင်လိုက်တဲ့ဖလားဘတော့မှမရနိုင်ဘူးမျိုးဆက်တွေဖြတ်ပလိုက်ပြီးကလေးတွေကအဲ့ဒီအရွယ်လောက်တွေကကြောက်ပြီးတော့ကြမ်းမာရေးတော့ဒီဘောလုံးဝင်ထဲမှာစော့ဒီကနေပြီးတော့မှရပုံးတွေထွက်နိုင်ငံတော်မှာတကယ်ကိုလေရဲစင်းတွေအကူအားထားဖြစ်ရမယ်ကလေးအဲ့ကလေးတွေကလည်းဘောလုံးဝင်မရှိရှင်းတဲ့အတွက်ရသေးကျင်တယ်ဖလားတော့တချင်းတော့ကျွန်တော်စတဲ့ကြံတော့တို့နိုင်ငံမှာလာပြီးတော့နိုင်ငံတကာပွဲတွေမကျင်းပနဲ့ရှုံးပြီဆိုရင်မြန်မာသွေးကခုံနေရိုက်ခါချိုးလိမ့်မယ်လောကကြီးမှာအမှန်တရားတစ်ခုအတွက်မျိုးဆက်တစ်ဆက်ကိုထူထောင်လဲဆိုတာထူထောင်ခြင်းနဲ့စိတ်နှလုံးသားအလှတွေနဲ့ကိုယ်ရဲ့လူကြီးတွေကအဲ့ဒီလိုငါရဲ့မျိုးဆက်လေးတွေငါအခါလောကမှာငါတို့နိုင်ငံအဲ့လိုဖွံ့ဖြိုးတိုးတက်ရမယ်လို့စိတ်ကြီးတွေနဲ့လာကြရင်ကောင်းတယ်စအဲ့ဒီစိတ်နဲ့မဟုတ်ဘဲနဲ့အဲ့ဒီအကွက်ချောင်းနေတဲ့ငါသိမ်းထားမှမဆိုအဲ့ဒီလိုစိတ်နဲ့ဆိုတော့အဲ့ကလေးတွေမတိုးတက်နိုင်ဘူးဟိုကြောက်ငါလုံးကြည့်ရမယ်နေမှာဟိုခေတ်တုန်းကတလုံးမကြည့်တယ်အဲ့ကလေးတွေကြက်ခိုင်မှုဒီများနဲ့ရှင်လိုက်ရင်အမြဲတမ်းနောက်ကကျွန်တော်ကလေးတွေအပြစ်မတင်ဘူးလေရွေးစင်တွေအပြစ်မတင်ဘူးကျွန်တော်မျိုးစစ်ဖြတ်ခဲ့ပြီကျွန်တော်ကရွှေရောင်လွှမ်းခဲ့ပြီးပြီဒုတိယရွှေရောင်မျောလင့်ဒါပေမဲ့အဲ့ဒီရွှေရောင်ကတော့ကျွန်တော်တို့တတိထင်ရှားရှိတဲ့အချိန်မှာရွှေရောင်လွှမ်းမဲ့မလွှမ်းဘူးလားကျွန်တော်လည်းအတက်မပြောနိုင်သေးပါဘူးဒါပေမဲ့မျိုးစစ်တွေဒီနေ့ချိန်ထိအောင်ဘာဖြစ်ပြောဘက်စုံထူးစုနဲ့သိက္ခာရှိတဲ့နိုင်ငံတော်ကြီးခေါင်းဆောင်ကောင်းရတဲ့ခေတ်ထဲမှာအားကြောင့်အခုနကျွန်တော်စကားဆက်လို့အနုပညာလောကမှာလူလူရဲ့နှလုံးသားကိုတိမ်ကြုံပြီးတော့ရရှိသွားတဲ့ပုဂ္ဂိုလ်ကတော့ရုပ်ရှင်လောကမှာတော့ရှေ့ပါနိုင်ငံရေးလောကမှာလူလူရဲ့မြစ်တာကိုတိမ်ကြုံရသွားတဲ့ပုဂ္ဂိုလ်ကတော့ဗိုလ်ချုပ်အောင်ဆန်းပါပြီးတော့ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ပါ